လွယ်လွယ်သုံးနေကြတဲ့ RIP စကားစုရဲ့သမိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါ God Lab Channel မှာကြိုဆိုပါရစေဒီနေ့ဟာတနင်္လာနေ့ဖြစ်ပါတယ်အမိတတနာအနေဖြင့်တနင်္လာနေ့မှာကွယ်လွန်သွားကြသူများအဖို့ဆုတောင်းပေးရန်အစီအစဉ်တိုက်တွန်းနှိုးဆော်ပါတယ်ထို့သူဆုတောင်းနေကြတော့လဲဤစကားစုရဲ့သမိုင်းကိုသိရှိကြတဲ့သူရှိသလိုမသိကြတဲ့သူတွေလည်းရှိကြပါမယ်သမိုင်းဟူသည်အနေမှန်သူအမှန်တရားကိုမျက်နှာသူတို့အတွက်ဖုံးဖိစရာမဟုတ်ပါသမိုင်းဟုဆိုရာ၌အကောင်ကြီးပဲလည်းမရှိနိုင်ရအမှားချွတ်ချော်မှုများလည်းရှိနေမိမှသိချပါတယ်အကောင်ကိုပိုကောင်းအောင်အမှားကိုမှန်အောင်ချွတ်ချော်မှုကိုတက်မှတ်အောင်ပြုပြင်ယူရမည်ဟုစာရေးသူခံယူပါတယ်တချို့ကသမိုင်းကိုပြီးဖုံးကားချထားခြင်းကြတယ်ရပါသလားမရပါဘူး။သမိုင်းသည်အမှန်ကို၎င်းအမှားကို၎င်းမှတ်တမ်းတင်သူဖြစ်တယ်။သမိုင်းကိုလက်မခံသမိုင်းလိမ်ရန်သမိုင်းကိုပြင်ရန်ကြိုးစားလေအမှားစစ်ကဲလာလေဖြစ်တယ်။သမိုင်းလိမ်ခြင်းသူသမိုင်းကိုဖျောက်ခြင်းသူအဖွဲ့အစည်းများသည်မယိုးသား၍အမှားကိုလက်မခံဝတ်တော်ကြောက်တာဖြစ်တယ်။လူသာသမိုင်းရှိသည်မဟုတ်တတဝါများအပင်များ၌လည်းသမိုင်းကိုစီရှိကြပါတယ်ထို့အတူပဲလူတို့ရဲ့လက်သုံးစကားများ၌လည်းဘယ်သူကစတင်ပြီးထွင်ခဲ့မိသည့်ခေတ်ကာလ၌စတင်သုံးဆွဲခဲ့သည့်သမိုင်းများရှိပါလေ RRP စကားစုကိုကျမ်းစာ၌ပါပါသလားထိုစကားလုံးက RRP ဖြစ်ပါတယ်အရှိကောက်မှာ Rest in Peace ဖြစ်ပါတယ်အရာရာကိုကျမ်းစာထက်ဖော်မပြထားဟုအတက်ကျူးကြတော့လေ၎င်းတို့ကိုယ်တိုင်လည်းသုံးနှုံနေကြသောသူတို့ရဲ့ရန်ကိုကာကွယ်ရန်ကျမ်းစာထဲတွင်စကားစုအပြည့်ဖော်ပြထားခြင်းကိုမတွေ့ရ rest ဆိုသောစကားလုံး peace ဆိုသောစကားလုံးကိုတခြားသောအကြောင်းအရာများ၌တီးခြားစီသုံးနှုံထားသည်များကိုသာတွေ့ပါသည်ထို့ကြောင့်ဤအဓိပ္ပာယ်မျိုးဖြင့်ဓာတ်ရိုက်သုံးနှုံထားသည်ကိုကျမ်းစာနဲ့မတွေ့ရပါဘူးသူတို့ရဲ့ဤချမ်းသာရသောဒုက္ခကိုစံစားရံမှာမူယေရှုသခင်ရဲ့တရားတော်လာအနှစ်ချုပ်ဖြစ်၍တဲဝိုင်း၍သာပါပါတယ် RIP ဤသမိုင်းဤဝေါဟာရဤမူလအရင်းမြစ်ကလက်တင်ဘာသာစကားမှဆင်းသက်လာခဲ့ခြင်းဖြစ်တယ်မူရင်းလက်တင်ဘာသာစကားက request in peace ဟုဖြစ်ပါတယ်ဆိုလိုအဓိပ္ပာယ်ကတော့ rest in peace သာဖြစ်ပါတယ်18ရာစုမှစ၍ကွယ်လွန်သွားသောသူများအတွက်ဆုတောင်းပေးသည့်ဆုတောင်းမြတ်တာတူလေးအဖြစ်တွင်တွင်ကျဲကျဲသုံးနှုံဆွဲလာကြပါတယ်။နှုတ်ဖြစ်ရွတ်ဆိုသည့်အစဉ်လာသည်18ရာစုမှသာအသုံးများလာခဲ့တော်လဲကွယ်လွန်သွားသူများ၏အုပ်ကူများပေါ်တွင်ရေထိုးဆုတောင်းပေးသည့်အလေးထားကိုမူ9ရာစုမှစ၍မြင်တွေ့နိုင်ပါတယ်။အဘဲကြောင့်ဆိုသောဂျူးလူမျိုးများလည်းသုံးနှုံခဲ့သည့်အနေထားမှလည်းတွေ့ရပါတယ်။အဘဲကြောင့်ဤသို့ဆုတောင်းပေးကြသည်နီအဘဲကြောင့်ဤသို့ဆုတောင်းပေးကြရသည်နီဟုမူတပည့်တော်ကြီးတန်ဃာတော်တို့စီရင်ရေးသားထားတဲ့ယုံကြည်ခြင်းအချုပ်တွေသခင်ယေရှုသည်ကောင်းကင်ဘုံမှဆင်းကြွလာ၍တေသူရှင်သူတို့ကိုစီရင်တော်မူမိအကြောင်းတေသူတို့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ပါကြောင်းပါပါတယ်တေသူတို့ရဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ဝိညာဉ်သက်ရှင်ပြန်ထမြောက်ခြင်းဟုအကျို့သောခရိယန်များမှားယွင်းစွာသွန်သင်ခြင်းမျိုးမဟုတ်ယေရှုသခင်သည်နာနဲ့ဝိညာဉ်နှစ်ပါးဖြင့်ပြန်ရှင်ခဲ့သည်ယေရှုသခင်သည်မာသာအားမိတ်တော်မူသည်မှာငါသည်ရှင်ပြန်ထမြောက်ခြင်းဖြင့်အသက်လည်းဖြင့်ငါကိုယုံကြည်သောသူသည်သေပြီးတော်လဲအသက်ရှင်လိမ့်မည်ရှင်ယောဟန်အခန်းကြီး7အငယ်25ရေးသားထားပါတယ်ရှင်ပေါလုကလည်းဖျားသခင်သည်သခင်ဖျားကိုရှင်ပြန်ချမြောက်စေခဲ့ပြီးမိမိတကိုယ်တော်အဖြစ်ငါတို့ကိုလည်းရှင်ပြန်ချမြောက်စေတော်မူလိမ့်မည်ငါတို့ရဲ့ခန္ဓာကိုယ်များသည်ခရစ်တော်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြ၏ကောရတုဩဝါဒစာပထမဆောင်ခန်းကြီး6ခန်းငယ်14ငယ်15မှာတော့ကျွန်ုပ်တို့တူစီရှင်ပြန်ချမြောက်ခြင်းသည်လည်းနာနဲ့ဝိညာဉ်နှစ်ပါးလုံးပါသည်ဟုကက်သလစ်သာသနာတော်သည်သွန်သင်ပါသည်အဘယ်သောနည်းဟုမေးလာရင်သာသနာတော်ကစီမံသည်မဟုတ်ဤအမှုကဘုရားသခင်စီရင်တော်မူသောအမှုဖြစ်၏ထို့ကြောင့်ယုံကြည်ယုံမှတပါအခြားမရှိပေထို့ကြောင့်ကွယ်လွန်သွားသောသူကိုဖန်ဆင်းခြင်းနှင့်ရွေးချက်ဖြစ်သောဘုရားသခင်ကိုသိရန်ချစ်ရန်အစေခံရန်နှင့်
သူနဲ့ဆန်းစားခွင့်ရရင်စွတ်တောင်းမြတ်တာပို့တာခြင်းဖျားသခင်ရှိတော်၌မထိုက်တန်သူအဖြစ်ကတနာခွလွတ်ခြင်းဖြင့်လက်ခံပေးရန်အတနာခံပေးခြင်းဖြစ်သည်ဟဲ့။ကွယ်လွန်သူများအတွက်စွတ်တောင်းပေးသောအလွန်လှပထိရောက်သောကက်သလစ်သာသနာ၏စွတ်တောင်းမြတ်တာတူကတော့အိုသခင်ခြားရငြိမ်းချမ်းရာကိုသူတို့အားပေးတနာတော်မှာခြားရလင်းတော်သည်သူတို့အပေါ်သို့ထွန်လင်းပါစေသူတို့သည်ခြားရငြိမ်းချမ်းပါစေအာမင်ပဲဖြစ်ပါတယ်။မတ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကြည့်ရှုသူပရိသတ်ကြီး RRP လို့ရေးသားဆုတောင်းဖြစ်တိုင်းတမိုင်းကိုလည်းမမေ့ပါနဲ့။တမိုင်းမရှိဘဲနဲ့မိသည့်ရာမှဖြစ်တည်မလာခဲ့ပါဘူး။တမိုင်းမရှိတမိုင်းမဲ့သောအသင်အဖွဲ့များသာလျှင်ဝိကစွကောင်ဖြစ်ရပါတယ်။အဆုံးလေးလိုက်ပါပြီးနားဆင်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။